Hello အားလုံးပဲမင်္ဂလာပါရှင် The Kitchen Diary Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ချက်ပြပေးမယ့်ဟင်းလေးကတော့ထူးထူးဆန်းဆန်းဖြစ်တဲ့တရဘူးချက်လေးကိုချက်ပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုအစအဆုံးကြည့်ရှုပေးကြပါအောင်နော်ပထမအဆုံးအနေနဲ့ကျမတို့ရဲ့အိမ်ရှိမှာစိုက်ထားတဲ့တရက်ဖိုးလေးတွေကိုအရင်ဦးဆုံးခူးပါမယ်။ဒါလေးကတော့ကျမတို့အိမ်ရှိကနေပြီးတော့ချွေထားတဲ့တရက်ဖိုးလေးတွေပဲဖြစ်ပါတယ်။စားလို့ရတဲ့တရက်ဖိုးလေးတွေကိုချွေပြီးတော့စားလို့မရတဲ့ဂိုင်းကျန်းလေးတွေကိုဖယ်ပါမယ်။ဈေးရဝယ်လာတဲ့တရက်ဖူးလေးတွေမဟုတ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမတို့အရှိမထွက်တဲ့ဒီတရက်ပင်ကနေပြီးတော့ပေါ့နော်တရက်ဖူးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြောရမယ်ဆိုလို့ရှိရင်နှုတယ်ပေါ့နော်နှုလေးရပါတယ်ဒါကျမတို့ရဲ့ကိုပိုင်အပင်လေးကနေခူးတဲ့တရက်ဖူးလေးမှုလို့လာတော့မသိဘူးပေါ့နော်နှုလေးဖြစ်တဲ့အတွက်ကြောင့်မလို့လဲစားတဲ့အခါမှာလဲအရသာနှုလေးနဲ့စိတ်စိတ်လေးစားရတာပေါ့နော်အားလုံးချွေလို့ပြသွားပြီဆိုလို့ရှိရင်တော့ရေနွေးလေးစပြီးတော့တည်ပါမယ်ရင်နှွေးလေးကိုပုတ်ဆူအောင်တဲပြီးပြီဆိုလို့ရှိရင်တော့ခုနကချွေထားတဲ့တရက်ဖူးအနုလေးကိုပေါ့နော်ရင်နှွေးစိမ်ပါမယ်တရက်ဖူးလေးကပေါ့နော်ဖန်တဲ့အတွက်ကြောင့်မလို့ဒါကျမတို့ကဒီပြုတ်တဲ့ခါမှာပေါ့နော်2ရက်လောက်တော့ပြုတ်လိုက်ပါရဲ့ရင်နှွေးလေးနဲ့ပေါ့နော်နည်းနည်းပေါ့အဖန်တော့တအားကြီးမပြောက်ဘူးမဲ့အဖန်ရဲ့ပုံမှန်အရန်ဖန်တာတဲ့နည်းနည်းလေးပေါ့နော်နည်းနည်းလေးပဲဖန်တဲ့အရတာမျိုးပဲရှိရပါဘောเนาะအကဲအဖန်ကြိုက်တယ်ဆိုရင်တော့တရေထဲပြုတ်လို့ရပါတယ်အဖန်ကိုလုံးဝပြုတ်ဖြစ်နေဆိုလို့ရှိရင်တော့အဲ့လို3-4ရေလောက်တော့ပြုတ်ဖို့တော့လိုပါတယ်ရှင့်ကျမတို့ကကျတော့အဲ့လို2ရေလောက်ပဲပြုတ်လိုက်ရပေါ့เนาะသူရဲ့အဖန်ရတာလေးမပြတ်အောင်ပေါ့เนาะပထမတရေလေးနည်းနည်းဆူလာအောင်လို့ဒါအိုးလေးကိုအုပ်ထားပါမယ်။အုပ်ထားပြီးတဲ့အခါကျရင်နောက်တရေစီးရတော့မရိုက်ပြတော့ဘူးပေါ့နော်။ဒါကတော့ဒုတိယတရေစီးရဲ့ဒီ result လေးပဲဖြစ်ပါရဲ့။ပုံစံလေးကတစ်ဖက်6လို့ပုံစံလေးပေါ့နော်။ကျမတို့လည်းအခုမှပထမဆုံးစားဖူးတာလေးဆိုတော့လေတစ်ဖက်6လို့ပုံစံလေးဖြစ်သွားပါရဲ့။ကျမတို့ကလည်းပေါ့နော်ဒီနေ့မှပထမဦးဆုံးတက်ဖူးတုပ်ကိုစားဖူးတာဆိုတော့ဒါအရတာဘလို့ရှိမှမသိသေးဘူးပေါ့နော်။အကယ်လို့တက်ဖူးတုပ်ကိုစားဖူးတဲ့သူတွေရှိရင်ကြိုက်တဲ့သူတွေရှိလို့ရှိရင်လည်းဒီ post အောက်မှာ comment လေးလာရေးပြီးတော့အရတာဘလို့လေးရှိချောင်းကိုလည်းလာပြီးတော့ပြပြလို့ရပါတယ်နော်။အားလုံးပြုတ်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ပြုတ်ထားတဲ့ဟာလေးကိုယူပြီးတော့ဒါပကံလေးထည့်ပါမယ်တရပူထင်းပေါ့နော်ချက်ဖို့အတွက်ကိုင်းခင်းချင်လေးကိုအသုံးပြုပါမယ်ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင်ပေါ့နော်ဟင်းစားချက်ဖို့ဆိုရင်စီတက်ဖို့အတွက်အကြမ်းပြင်းအနေနဲ့အစိမ်းမုတ်ရဲ့ပြီးရင်စီရဲ့ပြီးရင်ချက်သွန်ပြလိထားတဲ့ဟာလေးနဲ့အရင်ဦးဆုံးစီစားတက်ပါမယ်စီတက်ပြီးရင်ငပိလေးပါအနည်းငယ်ထည့်ပြီးတော့တစ်ခါရဲမှွေပြီးတော့ထည့်ထားပါမယ်နိုင်ငံလောက်စစ်တပ်ပဲပြီးဆိုလို့ရှိရင်တော့ခုနကလီထားတဲ့ကိုင်းခင်းချင်လေးတွေကိုပါတခါတည်းထည့်ပါမယ်ငုတ်သီးအကျန်းဖက်လည်းအနှင်းငယ်ထည့်ပါမယ်ငုတ်သီးအကျန်းဖက်ကထည့်ပြီးပြီဆိုလို့ရှိရင်ငုတ်သီးအကျန်းမဟုတ်2စွန်းလောက်ထည့်ပါမယ်ပြီးလို့ရှိရင်တော့စားနှင်းငယ်ထည့်ပါမယ်
စားအနေငယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ပစံကြောင့်အနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့မှွေပါမယ်ကဲအားလုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနကချွေထားတဲ့တရဖူးလေးတွေကိုတစ်ခါတည်းထည့်ပါမယ်ထည့်ပြီးရင်နှံ့သွားအောင်ရက်တာလေးစိတ်ဝင်သွားအောင်တစ်ခါတည်းမှွေပါမယ်ပစံကြောင့်အနေငယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့အားလုံးနှံ့သွားအောင်မှွေပါမယ်မှွေပြီးလို့ရှိရင်မိနစ်အနေငယ်လောက်စောက်ပြီးပြီဆိုလို့ရှိရင်တော့ပထမဆုံးစားဖို့တဲ့တရဖူးဟင်းလေးကိုရရှိပဲဖြစ်ပါရဲ့ရှင်မနိုင်ပြောရရင်တော့တရဖူးဟင်းဆိုရင်နည်းလေးရဖန်နေပေါ့နော်အဲ့တော့ဆောက်ဖို့တဲ့လူတွေရှိရဲဆိုလို့ရှိရင်လေ comment လေးမှာဘယ်လိုရတာရှိလဲဘယ်လိုမျိုးလဲဆိုတာကိုမှတ်တော့ပြကြအောင်နော်အားလုံးပဲတက်တာပါရှင်